ဓမ္မမိတ်ဆွေပေါင်းသူတော်ကောင်းတို့ယခုကျွန်တော်ဖော်ပြပေးမယ့်သက်သေဗီဒီယိုဖိုင်ကတော့အပိုင်း140မှာရုပ်ထုံးပြရဲတဲ့ကလင်ကချစ်လူအောက်တန်းစားလူလင်ကြီးစားကြီးစာတန်းထိုးပြီးဝန်ခံထားပါတယ်ဆိုပြီးတော့ဖော်ပြသွားတဲ့ဗီဒီယိုဖိုင်ကိုအဆုံးသတ်ပြမှာဖြစ်ပါတယ်အားလုံးလေ့လာကြည့်ကြပါဓမ္မမိတ်ဆွေပေါင်းသူတော်ကောင်းတို့ဒီကနေ့21ရက်3လ2026ခုနှစ်ညနေမှာတိုနာမတန်ဝင်ရ post နှစ်ပုတ်တင်လာပါတယ်တိုနာမတန်ဝင်ဆွဆွဲသလိုမျိုးကျွန်တော်ဒီဖျားမြေတုံးကတဲ့ရွှေ45ကျပ်သားကိစ္စမှာကြိုတင်သိရှိထားပါလေထင်ချန်ပြီးတော့သူ့ကိုလိန်ညာသည်ဆွဆွဲခြင်းအလင်းမရှိခဲ့ပါအီမန်ကန်သောသစ္စာစကားကြောင့်တိုနာမတန်ဝင်တဲ့မိကန်နှင်းတို့လိန်ထားသည်များအကုန်ပေါ်ပါစေသာအကယ်၍ကျွန်ုပ်ကလိန်ညာပြီးသစ္စာဆိုခဲ့မိပါကမဟာဝီစီငရဲမှာကဘာပေါင်းများစွာခံရပါစေလို့သစ္စာဆိုပါတယ်အခုဒီညနေမှာတိုနာမတန်ဝင်တင်လာတဲ့ post ကိုကျွန်တော်တစ်ချက်လေ့လာကြည့်အောင်အေးရရှိလား1960နေ့ကဘုရားဆိုတာဘုရားကြီးကျိုးလွန်ခဲ့တော့ဘုရားပြည်တို့အိတ်ကနေဆွေးတဲ့တန်ခါကြောင့်ကိုယူမှုကြီးဘုရားသာသနာတမန်ရှိရမှဖော်ထုတ်သူအတော့ကမုံရွာ13ရက်နေ့လ2022ခုဒါကဖော်ထုတ်တာတစ်ပိုင်းပါအမှန်တကယ်တော့2015ခုနှစ်ကတည်းကနိုဝင်ဘာလ2ရက်နေ့ကစတင်ဖော်ထုတ်ခဲ့တာပါဒါကဒုတိယအကြိမ်တတိယအကြိမ်ပြင်ရင်ဖော်ထုတ်ခဲ့တဲ့စာအုပ်ဖြစ်ပါတယ်အားလုံးကြားသိကြရတဲ့အတိုင်းပါပဲသူကိုယ်တိုင်2015ရက်နေပေါ့နော်အချိန်ချင်းထုတ်ဝေလာခဲ့တာပေါ့အဲ့ဒီထုတ်ဝေလာတဲ့စာအုပ်ထဲမှာဒီဖျားမြေ8.8ခုဧကကိုရှင်းလင်းတဲ့နေရာမှာ4000ကျော်5000ကုန်တယ်လို့ပါရှိပါတယ်ဒါသူကိုယ်တိုင်ထုတ်ဝေတဲ့စာအုပ်ဖြစ်တဲ့အတွက်သူ့သဘောပါသူတင်ပြထားတာကိုကျွန်တော်တွေ့ရှိရတာကတော့အရင်တော့အမှုဖိုင်တွေအဲ့ဒီအမှုဖိုင်တွေထဲမှာ2000ကျော်3000ကုန်ကြတယ်လို့ပါရှိပါတယ်ဒါကိုတူနာမတန်ဝင်ကဘလို့ပြောသလဲဆိုတာဗီဒီယိုဖိုင်လေးလာကြည့်အောင်ဘုရားတော်ကြီးထိုးခဲ့တဲ့ဘုရားမြေကိုငွေ4000ကျော်5000ကျပ်နဲ့ကုန်ကြခံပြီးတော့ရှင်းလေးခဲ့တာဖြစ်ကြောင်းကျွန်တော်ဖော်ထုတ်ခဲ့ပြီးဖြစ်ပါတယ်ဒီနေရာမှာပြောစရာရှိတာကဒီဘုရားမြေ3ဧကကိုရှင်းလင်းတဲ့အခါမှာအားလုံးကြားသိခဲ့ရတဲ့အတိုင်းပါပဲ3ဧကဆိုပြီးစလိမ့်ပါပြီအမှန်တကယ်ကတော့8.8ခုဧကကိုရှင်းလင်းတဲ့ကုန်ကြစိတ်ပါဆက်လေးလာကြည့်အောင်ကျုံတယ်များကိုရှင်းလင်းတဲ့အခါမှာအစောရမြေရင်းကြီးတဲ့ကိုလာချိုးမှာမဟုတ်တို့တနေ့900ကျပ်ကုန်ကြခံယူပြီးတော့မှရရှိခဲ့ခြင်းဖြစ်ရာအားလုံးငွေ2000ကျော်3000ကုန်ကြခံခဲ့ရတော့တရိပ်ဒီဘုရားအမှုရှိတော့သံဃာတော်များအားအကျိုးငါဖြစ်သောကြောင့်ဒါပါပါတယ်ဒီဟာငွေ2000ကျော်3000ကျပ်ဆိုတာကဒါကလောအားကကြီးမပါသေးပါဘူးဒီ4000ခွဲ5000ကျပ်ဆိုတာက4000ကျော်5000ကုန်ကြတယ်ဆိုတာကလောအားကကြီးပါပါတယ်အားလုံးကြားခဲ့တဲ့အတိုင်းပါပဲဒီ2000ကျော်3000ဆိုတာတဲ့လောအားကားတွေမပါသေးဘူးတဲ့လောအားကားတွေပါတဲ့ဟာ4000ကျော်5000တဲ့ဒီအမှုဖိုင်ဟာအတီပါပဲအမှုဖိုင်မှာ2000ကျော်3000ဆိုတာအကုန်ပြီးစီးပါပဲဒီထဲမှာလဲတော့ခောက်ထွင်ရှင်းလင်းခြင်းဆိုတဲ့ရှင်းလင်းကားတွေအကုန်ပါသွားပါပြီနော်အဲ့ဒါကြောင့် तू ကဒီ4000ကျော်5000ဆိုတာသူကိုယ်တိုင်ပြန်ပြီးစီစစ်ထုတ်ဝေတဲ့စာအုပ်မှာဖော်ထားတာဖြစ်ပါတယ်နော်တကယ်အမှုဖိုင်တွဲမှာတော့2000ကျော်3000ပါပဲဟုတ်ပြီကျွန်တော်တို့နောက်ဗီဒီယိုဖိုင်တစ်ခုထပ်လေ့လာကြည့်အောင်ရမြေတော့ရေကားကိုလိုအမှုဖြစ်တာဟာဒီဖြစ်တာကြီးကိုမဟုတ်ပါဘူးမဖြစ်နိုင်ပါဘူးလို့ဥဒရာဆိုကညင်းခဲ့တယ်ဒါဟာဘယ်လိုမှမှားတဲ့အမှုကြီးပါဒါမှားတဲ့မှုတော်ဝါဒကြီးပါအဲ့ဒီဆိုတော့ဒါဆိုလို့ရှိရင်ငွေ4000ကျော်5000ဆိုတဲ့အားကြတော့အဲ့လုံးကကျွေးတဲ့ကြတာဘယ်လောက်ရှိတယ်တော့အဲ့ဒီကတော့ကျွေးတဲ့ကြတာမှာအခောက်ဆွေမှာ100ကျပ်ပတ်ဝန်းကျင်ရှိပါတယ်အဲ့ဒီလိုပြောပါတယ်ထုံးကျုံကြီးကပြောပါတယ်ဒါကြောင့်ကျွန်တော်အခောက်ဆွေဒေသကကြတာရနိုင်တယ်ဒီဟာဘာကြောင့်ဒီလိုပေါ်ထုတ်ရတယ်လဲဆိုလို့ရှိရင်ဒီအမှုကိုပြန်လည်သုံးသပ်တဲ့အခါမှာဒီဖျားမြေတက်လက်မှခိုးတာနဲ့ဒီတိုင်းနဲ့ပရာတိကကြနိုင်တယ်ဆိုတဲ့အားကိုကျွန်တော်တိုက်တာပြရေးကြည့်ပါတယ်ဒီဖျားမြေတုတ်တင်တဲ့ငွေဒီဒကာဒကာမတွေကအနုဂါမိကကျွန်းအိုးပြညှို့နှံထားတဲ့ငွေတွေနဲ့တုတ်တင်ရှင်းထားတဲ့မြေကြီးကိုခိုးယူလို့တက်တာဖြစ်ကြောင်းကျွန်တော်အတိပေးခြင်းတဲ့အတွက်ဒီကဲ့သို့ခိုင်းနိုင်ပြီးတော့ကျွေးတဲ့ကကြတာခိုးတယ်လို့ပြောရဖြစ်ပါတယ်အားလုံးကြားခဲ့တဲ့အတိုင်းပါပဲအဲ့ဒီခေတ်ခါအခောက်ရွှေတစ်ချက်သားကို100ဝန်းကျင်ရှိတယ်လို့သိရှိရတယ်တဲ့ဒါ4000ကျော်5000ဆိုတော့မဟုတ်ဆိုတော့ဘုရားကြီးရွှေ45ကျပ်သားခိုးယူတယ်လို့သူကဆွဆွဲတာတင်ချာအဲ့တော့တော်ပါတယ် BSc Maths ကျောင်းသားရှေ့မှာလာပြီးတော့တင်ချာမှားရင်းလာပြနေတယ်ရွှေတစ်ချက်သားကို100ဆိုလို့ရှိရင်4000ခွဲဆိုလို့ရှိရင်4ပိတ်တာခွဲကြပါမယ်နော်မဟုတ်ဆိုတော့ဘုရားကြီးကိုဆွဆွဲခြင်းရွှေ4ပိတ်တာခွဲခိုးတယ်လို့ဆွဆွဲပါလို့တော်တော်မှတောင်းကိုပြောကြရင်းနဲ့လိန်နာပါပဲလို့သက်သေဗီဒီယိုဖိုင်ကိုအားလုံးလေ့လာခဲ့ရတဲ့အတိုင်းပါပဲအဲ့ဒီသက်သေဗီဒီယိုဖိုင်ထဲမှာကလင်ကချစ်လူအောက်တန်းစားလူလင်ကြီးစားသူတော်မတောင်းဝင်ရထောက်ရွှေတစ်ချက်သားကိုဝေတရားချက်ပတ်ဝန်းကျင်ပေးရတဲ့အချိန်မှာ
ငွေ4000ကျော်5000ကိုအခောက်ရွှေ45ကျပ်သာရနိုင်ပါတယ်ဆိုတော့ပညာမဲဆိုတော့တွက်ချက်ပြီးတော့မိုးဆရာတော်ခကြီးအပေါ်ကိုတောက်လျှောက်လိမ့်လေဆွဆွဲခဲ့တာကိုကျွန်တော်တွေ့ရှိခဲ့တဲ့အတွက်ကျွန်တော်ကကလေးကလေးလူအောင်တန်းသားလူကြီးစားသူတော်မတောင်းကိုတွက်ပြပြီးတော့မိုးဆရာတော်ဘုရားကြီးကိုဆွဆွဲခြင်းရွှေလေးပိတ်တာကခိုးတယ်လို့ဆွဆွဲပါလို့သူတော်မတောင်းကိုပြောကြရင်လိန်နာပါပဲလို့ကျွန်တော်တောင်းပြောက်သွားတာပါအဲ့ဒီဗီဒီယိုဖိုင်မှာရေးထားတဲ့စာအုပ်ရုပ်ထောက်ပြရဲ့ကလင်ကချစ်လူအောင်တန်းသားတယောက်ကကျွန်တော်ကကြားမြကိုတဲ့အမှုကိုစာတန်းထိုးပြီးဝန်ခံထားပါတယ်ဆိုပြီးတော့အားလုံးလိန်လျော်သွားပါတယ်ဆိုတဲ့အကြောင်းတက်တဲ့တော့ပူတယ်ပြီးတင်ပြပေးလိုက်ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်